တွေပါနိုင်ကြတယ်ဆိုတော့ကျန်းစာတွေနိုင်ရင်းနဲ့ကျွန်တော်တခါတလေဒီကျန်းစာကကျွန်တော်ဒီတနစ်တာလုံးသူဖရားရဲ့စကားပြောခြင်းတွေလည်းတခါတလေဖြစ်တတ်တယ်ဆိုတော့ဒီနှစ်တော့ပဲကျွန်တော်မပြောချင်ဘူးเนาะပြီးခဲ့တဲ့2016 2015တွေပဲဖြစ်ပေါ့เนาะအဲ့တုန်းကကျွန်တော်ဖရားရဲ့ဒီနှုတ်ကပတ်တော်ကျန်းစာလေးနိုင်ချင်းအပြင်ဖရားတခင်ကကျွန်တော်ကိုဒီလိုစကားပြောပြီးတော့ကျွန်တော်အသက်တာမှာတကယ်ပဲပြည့်စုံသွားတယ်ဆိုတဲ့သူတွေပေါ့เนาะဒါမှမဟုတ်ဖရားတခင်ကကျွန်တော်ဆုတောင်းထားတဲ့ဒီတစ်နှစ်တွင်းမှာဖရားတခင်ကျွန်တော်ကိုဒါပေးပါဆိုပြီးပေါ့เนาะကျွန်တော်ဆုတောင်းခဲ့တဲ့အရာကဒီကျွန်တော်တစ်နှစ်အတွင်းမှာပဲเนาะကျွန်တော်တောင်းတဲ့နှစ်ထဲမှာပဲဖရားတခင်ကကျွန်တော်ကိုပေးတယ်ဆိုတဲ့ပေါ့เนาะတစ်သေးတွေပေါ့เนาะကျွန်တော်ရှိမယ်လို့ကျွန်တော်ယုံကြည်တာဖြစ်တယ်ဆိုတော့ဒီထဲမှာ3-4ယောက်လောက်ကျွန်တော်ခေါ်ချင်တယ်ပေါ့เนาะဆိုတော့ဖရားတခင်ကအသက်တာမှာဖရားစကားပြောပြီးတော့ပေါ့เนาะသူ့ရဲ့စကားကိုကျွန်တော်အသက်တာမှာတကယ်ပဲပြည့်စုံစေပါတယ်ဆိုတဲ့သက်သေခံခြင်းတယ်ပေါ့เนาะအသက်တာမှာကျွန်တော်စဉ်းစားရင်ရှိကောင်းရှိတိုင်းမှာเนาะကုန်လွန်ခဲ့တဲ့အချိန်တွေမှာကျွန်တော်10တန်းအောင်ခြင်းလို့ဘုရားတခင်ကျွန်တော်ကို10တန်းအောင်ခွင့်ပေးပါဆိုပြီးပေါ့เนาะဥပမာအဲ့လိုမျိုးတစ်နှစ်တာတွင်းမှာပေါ့ကိုစုတောင်းခဲ့တဲ့အရာလူရင်းတူရှင်းပေါ့เนาะကျွန်တော်ဘုရားတခင်ရဲ့စကားပြောခြင်းဘုရားတခင်ရဲ့ပြုခဲ့တဲ့နမိတ်လက္ခဏာတွေပေါ့เนาะအဲ့ဒါတွေကျွန်တော်တက်သေးအနှင်းငယ်တော့အရာကို sharing ပဲဖြစ်ဖြစ်ရှိခဲ့လို့ရှင်ကျွန်တော်ခေါ်ချင်တာဖြစ်တယ်ဆိုတော့ကျွန်တော်နာမည်တက်ပြီးခေါ်လိုက်မယ်เนาะဆိုတော့ကိုမန်ပီတစ်ချက်လောက်ပေါ့เนาะဖရားရဲ့စကားပြောခြင်းအဲ့လိုမျိုးပေါ့เนาะကိုအသက်တာမှာဖရားရဲ့တက်တေကိုတကယ်ပဲအမှန်တကယ်ကျွန်တော်ရဲ့ဘဝမှာဒီ2019ခုမှတင်မဟုတ်ပါဘူးဘယ်မဟုတ်ပဲနဲ့ကုန်လွန်ခဲ့တဲ့အချိန်2015 2014ပေါ့เนาะအဲ့ချိန်မှာဖရားခင်ကကျွန်တော်ကိုဂတိပေးပြီးတော့တက်တေကိုမြင်ခဲ့ပါတယ်ဆိုတော့အရာပေါ့เนาะနည်းနည်း sharing လုပ်ပြပါဦးညာပေါ့เนาะตอนนั้นเรียนแกนนึงแหละทำมามันจริงเย็นนี่ก็ပြောပြเนาะเย็นนี่ก็ဘယ်လိုဖြစ်ခဲ့လဲဆိုတော့အဝေးတင်ပဲကဟန်အောင်ဆုံးမှာလို့အောင်ဆုံးမှာလို့ก็จังเย็นนี่ก็นิสากระကกระทุ่งเห็ดขัดเป็นที่အဝေးတင်ရတယ်ဘာဟန်ยังจริงแหละไว้ตรงต้องอีไซลีป้าไปน่ะบางlại kiến dâu ngây lâu hay chăng lại dòng cái chim dâu ngây lâu hay chăng tao đã ná thú nghe này nè tôi bà tôi cùng sung đi ở ấy tìm phi kiến đến cái hình này nè ông phi kiến sang nón kiến bằng cha ông sang nhà điện chỉ mới đây tòa đi xem chỉ biểu này cùng cái bát triển lắm băng khai xem đi xem mà tao đã là nghe đến thì chăng lại hoàn còn đến chăng rồi tôi phá cùng kịp vào cũng nhận được thi lại na khỏi nghe nèแต่ได้เขาทุ่งเงินไงไม่ได้ตัวกระทุ่งเงินตัวปันดองยี่จีไม่ได้ตัวแต่ตีขานทีนี้นะตัวกลุ่มส่งกลุ่มเก็บประเด็นเมื่อเงินไหนกินเงินนะแซ่ก็เอาอีเปนะไม่ได้ตัวปันแต่ตีขานในงานในสัญญาลายดียี่จีไม่ได้ตัวเรียนเราเงินดังเมื่อแกนดึงจะแรงตั้มเงี้ยเรียนจนยังตัวใจจะโฟนอุตสาหผลหนึ่งหน่อยเก่งเขาเลยโอเคอาดังขั้นมาต่อnamanya stay sumpan sini nak dan teku nak chat tekuကျေးဇူးတော်တော့အများကြီးပါပဲเนาะဒါဒီနေ့အတွက်ပဲပြောမယ်ဆိုရင်တော့ဟိုတလောလေးမှာ interview အောင်ရတဲ့ကိစ္စတော့เนาะပြောမယ်ဆိုရင်တော့ရဲတို့ဆောင်ထားတာကိန်းငယ်လေးကအိမ်မတစ်ခုဖြစ်တယ်ပေါ့နော်သူတောင်းခဲ့တာလဲကြာပြီတခုရဲမရရင်တော့ဆောင်တော့ဆိုတာကဒီဆောင်တော့ဆိုတာလဲအဲ့ဟိုဟာဒီနောက်ပိုင်းမရှိတော့ဆိုစိတ်တက်လဲကြာခဲ့တာချိတဲ့ဟာတော့ရှောက်ကြည့်မယ်ဆိုရှောက်ကြည့်တဲ့ဟာလည်းမရဘူးနော်အားလည်းစိတ်ပြလက်ပြက်နေပဲပြန်ခဲ့ပြီးတော့ကိုရရှင်ဘာပဲဖြစ်ဖြစ်ဒီ2019မှာတော့အဲ့ဖက်ပိုင်းအဲ့ရဲတို့ဆောင်တော့တခုဘက်ပိုင်းမှာဆိုင်တဲ့အရာတစ်ခုမှာရရှိဖို့တော့ correction ကောင်းကြီးပေးပါဒီ2019အတွင်းမှာဖြစ်စေတော့မှာပါအဲ့ဒါ2016နှစ်ကုန်ခံကလေးကဒီ19အတွက်ကြိုပြီးတော့တောင်းခဲ့တာပေါ့နော်ဒါတကယ်ပဲ2019မှာဖြစ်လာခဲ့တယ်ရရှိလာခဲ့တယ်အဲ့ဒါရဲလျှောက်ဖို့သွားတယ်အစင်မပြောအိမ်ကိုစိတ်နဲ့ကြာကြာပြန်လာတယ် Facebook ဖွင့်လိုက်တယ်ဖွင့်ပြီးတော့အဲ့လိုပဲဟိုအစိုးရနဲ့ဆိုင်တဲ့ page ထဲမှာဝင်ကြည့်တော့အဲ့ဒီမှာတကယ်ပဲဖေ
ကပဲပေါ်ပြလို့ပြောရမှာတိုက်ဆိုင်ပဲအဲ့ဒီမှာတည်င်းစာထွက်တဲ့အဲ့တည်င်းကထွက်တဲ့နေ့မှာပဲအဲ့ဒါကိုချက်ချင်းတွေ့ရောနော်ချက်ချင်းတွေ့ပြီးတော့နောက်နေ့မှာပဲပပနဲ့လှုပ်ရှားရှက်ရတယ်လို့ပြောရှောက်တဲ့ထက်မှာလည်းလူကအများကြီးပဲ100ကျော်လောက်ရှိမယ်100ကျော်လောက်ရှိမှာအစားစားအရာအားလုံးကြည့်မှဆိုဂိတ်ထက်တာတဲ့လူတွေရောအများကြီးပဲဒါနဲ့ဆူတောင်းခြင်းတွေရောနော်ကိုရှင်ဒီအရာတွေ2019မှာဖြစ်စေတော့မှာနောက်ပြီးဒီအရာကိုလည်းကိုရှင်အလိုရှိတဲ့အတိုင်းတော့ဖြစ်စေတော့မှာလို့ဆူတောင်းရင်းနဲ့စက်ကက်ခဲ့ရောနော်တကယ်ပဲလက်တွေ့ဖြစ်လာခဲ့ရောအဲ့တော့ကိုဖျားရှင်နာမတော်ချီးမွမ်းပါတယ်လို့အရောက်စင်တော့ဖျားရှင်ကောင်းချီးပါစေပြပေးပါအောင်နောက်တစ်ယောက်ထပ်ခေါ်လိုက်မယ်နော်ခေါ်မယ်အချက်တစ်ခုပဲဖြစ်ပြီနော်gig nengeng ti ina tu kumbal hike na ko India kom lai wa ben ibang biakin khong kanel lai bel phomo saloi na hang go pian tak chang ben ibang biakin khong pa wen ding chi khong ben na uk belina India zong hibang khang no te khong amin ahang ka ki khop na lian bang Presbyterian ina hibang Baptist khong tam kholoi tak chang Presbyterian na hina hibang chimai leng hibang hi ipol pinya tamo ini dan te pen omlo ina to pen ahang ko biakin na hilo biakin dang khata pen kalom te to papa kha in amao pen bangai tama thelon papa kha ina kha sung lama pen tom kha jam kha chini wa bangale pasien chwa jam kha ina ta tak chang ta pen nop salwa ina kapa pen indi kolgam kilek kik ding chi tak chang mangale kalung sim sunga pen pasien kyang koi gam nong pai pi zam ma koi mona nong pai pi sang hiwangin atwa ni ma zang pasien kyang bangale hibang kha sunga nop sanya ting mo mona nong puak nang agam zongin kang amun zongan kang hang nang to hibang thina kha sunga nang mi siang kang ta hibang nop takin ka hibang ka mu thekik nang jing nge ni na ta ben April ni khani ni ning tong kik chilang ben hitaka pasyan ni no ong don kik dan ben hitaka April kha sung ma camp dan khat bia kina kine chi khong mo to tanga ki pan hibang kha sunga nop sak na ding pasyan ni ong pai hom sak tu jang dong ma mo a phim piet ong ka tau lai na ta ngin jong dong ni ta jiโอเคลงดำมาต่อแต่จีปันนาในสักลมแต่ทุ่มตรงตัวปานอัฐกันทุกปานเพียงสักตาเห็นอีน่ะตัวนี้เกี่ย sharing มาต่อหินอบนาเป็นกอลเปาไปสักแล้วนี่นะธรรมายาสเวนมาต่อธรรมายาสเวนสรุปท่าสาสองคันจีเลอังเงชิดปานินะชิดปันชิดปนินาตรงสักคนเนี่ยนะอาเวกปีนเบลซิมดิจิลังเบลมาต่อซิมมันนอนเกยนี่นะตัวส่งปนินะเกยทั้งนาตรงตัวในสังเกตตอมเจ็กแชร์ริงองลุดสวกทิ้งเฮจิอันเกนนอมาสังกินะมาสังมาต่อเดน่าลมเตจิปันนาในมาบังเงินเกยส่งมาต่อตูนี่เละสมเลงาเฮียมตัวกุมสมเลลีอเปย์December နောက်ဆုံးရက်ဟင်းတဲ့ตอนนี้เบียกินลมเตเบียกินขราสุยินนะนี่ตักนิวยาดอนแกตัวดอนนี่นะตัวนี้ตักเป็นลิมตะกากียบเกยเล็กเกยมาส่งกียบเกยตัวป่าตัวนี้แหละสมเลงาสุงเกยนุนตังนาสุงเกยนุนตังนาสุงนั่งอีนุนหูปีนบนาทูไอส่งอินนุนมุสักนุนสร้างสักทุพานบทุพาไอส่งอินกีฬาเขียนเงี้ยนาเดียนลายเชียงตัวมาตัวคิดจังเป็นตัวทุ่งเอ็ดคิดจังเป็นลายเชียงตัวสอกเดียวไหมจังตัวนั้นกระลุงซิมสงะทุ่งเอ็ดนาขัดได้ตะกาเกล็กกี่อับเกล็กกี่ต้องกี่อับเกตัวนั้น
ทูเงี้ยนี่นะลายช่างทูกระสอบเป็นกระสอบกันเลยบังเกียมจีเลยขอรู้ปีตามาซาสงไอ้ตมอามุนเลียนเราแต่นอนเก่งนะฮีมีเตยมีหิงเตยมีดังเตยเป็นทุมานลัวอันสุดสวยจะเรียกกอลปาเลยมาติยาโรอาพิมเตนกูสุดสวยเลยตูดูบารีเตนกูมาติยาโรอมูอาพิมดอลกองสุดสวยจังเลยเตนโอเทมาชีเดตันชินโนวิญญาณเกมุตุยกูปูยทิ้งชาโดยาพิษเดียสุรินกบัดดอมเนาะจะรอที่นกบัดดอจะรอนายมีเด้สรุปจะรอสักๆตรงว่ารอจันทร์สามนายเขียนเอาเนาะจะรออัตโกงเสกัดท่าละสรุปกูใส่เทมว่าตุยท่าละวะเนาะดีจันทร์เทมว่ากองเนี่ยกูยังใส่เทมว่าพอไรจันทร์ได้ไว้ส่วนติงกูจีบัวเสมีติงกูลุมิวจีพิเศษมีปารุเนาะจะรอลุมิวจันทร์สามยามลาสุเนาะจะรอสุดตอนนี้อายาไปยาวเนาะจันทร์เลยอยู่พื้นที่ไรดอกကျွန်တော်လူချင်းတဲ့အရာနဲ့အချောင်းအရာတိတ်မဆက်ဆက်ဘူးဆိုတော့အချောင်းအရာနည်းနည်း opposite လို့ဘာလို့ဖြစ်နေတော့ကိုတော့ကျွန်တော်အတကုံစုတောင်းပြီးတော့ဆက်ကပ်ပြီးတော့နိုင်ခဲ့တာပဲဘာကြီးဒီဥစ္စာဘာစကားပြောချင်တာလဲဗောနော်ဆိုတော့ကျွန်တော်ဆက်ချင်းဒီကျမ်းစာကိုနားမလဲဗောနော်အဲ့ဒါနဲ့နေပါစေဖရားရဲ့အလိုတော်ပဲဖြစ်မှာပါဆိုပြီးတော့နော်ကျွန်တော်အကျမ်းစာလေးကိုယူရဲပြီးတော့ကျွန်တော်ရဲ့ကျမ်းစာအုပ်ထဲမှာဒီတိုင်းညက်ပြီးတော့ထပ်ထားတယ်ဗောနော်ဆိုတော့အတိုင်းထားတယ်ဆိုတော့ခုနတငယ်ချင်းတွေတက်တည်ခံသွားသလိုပေါ့နော်ကျွန်တော်လည်းတက်တည်နည်းနည်းအနှဲငယ်လေးခံချင်တယ်ဆိုတော့ကျွန်တော်ဒီတက်တည်ခံခြင်းပေါ့နော်မြောက်များအမြင်နေရာများကြီးမှာတော့ကျွန်တော်မပြောဘူးကျွန်တော်ရွတ်စနာမှာတော့နှစ်ခါသုံးခါလောက်တော့နေရာနှစ်နေရာသုံးနေရာလောက်မှာတော့ကျွန်တော်တက်တည်ခံပြီးသွားပြီဆိုတော့2015ပေါ့နော်2015ဒီကျန်းစာကိုကျွန်တော်နိုင်ပြီးတော့ဘယ်လောက်မှမကြောက်ဘူးเนาะ3-4လပဲကြာတယ်4လပိုင်းရောက်တဲ့အချိန်ကျတော့ကျွန်တော်ရဲ့အလုပ်လုပ်တဲ့နေရာပေါ့เนาะကျွန်တော်အလုပ်ငန်းမှာဒီနာဘယ်လိုလဲကျွန်တော် personal ကိစ္စပိုင်းပေါ့เนาะ personal လူမျိုးရေးpersonal အပိုင်းကျွန်တော်တစုံတယောက်စီကနေစော်ကားမှုပေါ့เนาะအဲ့လိုမျိုးသူတစ်ပိုင်းအသေးရှုပ်ချခြင်းလို့ပြောမလားခံခဲ့ရတယ်ဆိုတော့အချိန်မှာပေါ့နော်ကျွန်တော်လုံးဝနားမလဲပေါ့နော်ကျွန်တော်ရဲ့အသက်တာမှာဆိုမှန်တိုင်းပြောမှာဆိုဒီအသက်အရွယ်ဒီချိန်ဒီအဲ့လိုမျိုးပေါ့နော်သူတစ်ပါးရဲ့အဲ့လိုရှုပ်ချတာပြောမလားသူတစ်ပါးရဲ့အဲ့လိုအသေးရှုပ်ချခြင်းတော့လောကောင်းအဲ့လိုမျိုးကျွန်တော်တခါမှမကြုံဘူးဆိုတော့ကျွန်တော်တို့လည်းအရန်အဲ့ဒါရတကယ်ပေါ့နော်ကျွန်တော်တွေ့ကြုံတဲ့အချိန်ဆိုအရန်ခံစားရတယ်ဆိုတော့ဒီအရှိမဒီလိုမျိုးပြောဖို့နေတာပေါ့နော်ကျွန်တော်တယောက်တည်းအချိန်မှာလည်းကျွန်တော်တယောက်တည်းပဲချိန်မိတ်ပြီးတော့ခံစားရတယ်ပေါ့နော်ဆိုတော့ကျွန်တော်မိသားစုကျွန်တော်ရဲ့နေကိုမောင်နှမကျွန်တော်ဘယ်သူမှလည်းမပြောပေါ့နော်ဆိုတော့အဲ့လိုမျိုးကျွန်တော်ခံစားတဲ့အချိန်မှာလုံးဝပေါ့နော်အရန်လဲစိတ်ပြတ်မိတယ်အရန်လဲဖျားကိုလဲပေါ့နော်နည်းနည်းဘယ်လိုပြောလဲစောရကတက်မိတယ်ဖျားတခင်ကျွန်တော်အသက်တာမှာကိုရောကိုကျွန်တော်ကိုးကွယ်တယ်ဘာဖြစ်လို့ဒီလိုမျိုးမကောင်းတဲ့အရာကျွန်တော်အသက်တာမှာဖြစ်လာရတာလဲဆိုပြီးတော့ကျွန်တော်မေးခွန်းပွားမြောက်များစွာမေးမိတယ်ပြီးတော့အဲ့လိုကျွန်တော်ကိုလှုပ်တဲ့သူလဲပေါ့နော်ကျွန်တော်ပြန်ပြီးတော့ကျွန်တော်ရဲ့ဇာတိအဖြစ်ဆိုရင်ပေါ့နော်ကျွန်တော်စဉ်းစားမိတာဘာလဲဆိုတော့ဒီကျွန်တော်အဲ့လိုမျိုးလှုပ်တဲ့သူပေါ့နော်မဟုတ်မှန်ပဲဒီလိုလှုပ်တဲ့သူကျွန်တော်ပြန်ပြီးတော့ဂလဲစားချခြင်းတယ်တခုခုပေါ့နော်ဒုံနဲ့ပဲဖြစ်ဖြစ်ဝိုင်းပြီးဒီကိစ္စကားနဲ့ဆိုဝိုင်းပြီးတော့တကယ်ချင်းနဲ့ကြွေးလိုက်တာပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့ကျွန်တော်တို့မှလည်းတကယ်ချင်း3-4-5ယောက်ဖွဲ့လိုက်ပေါ့နော်ရှိတယ်ဆိုတော့ရှိတဲ့တကယ်ချင်းတွေကိုခေါ်ပြီးတော့နည်းနည်းပညာလေးပေးလိုက်ရင်ကောင်းမလားဆိုပေါ့နော်စဉ်းစားမိတယ်အဲ့ဒါနဲ့ကျွန်တော်ဘာပဲဖြစ်ဖြစ်ဆိုပြီးတော့နော်ညနေပိုင်းကျွန်တော်အဲ့လိုမျိုးရုံးစင်းပြီးပြန်ပြီးတော့ညနေအိမ်ပြန်ရောက်တဲ့ချိန်မှာဘယ်သူမှမိသားစုဝင်နေကျွန်တော်မပြောဘူးဆိုတော့ကျွန်တော်အချစ်ဆုံးလို့ပြောတာအခင်းဆုံးပေါ့နော်တကယ်ချင်း2ယောက်ပေါ့နော်ယူဇနာမှာရှိတယ်တကယ်ချင်း2ယောက်ကျွန်တော်တိတ်တဆိတ်ပေါ့နော်ညဘက်ခေါ်ပြီးတော့လူမရှိတယ်ပေါ့နော်ကျွန်တော်ယူဇနာဘက်ဆိုလမ်းလျှောက်လို့ကောင်းတဲ့နေရာအဲ့ဘက်ကိုခေါ်ပြီးတော့ကျွန်တော်တကယ်ချင်းတွေကိုဒီအကြောင်းပေါ့နော်နည်းနည်းဆွေးနွေးပြီးတော့ပြောတဲ့အခါမှာတကယ်ချင်း2ယောက်ကနေပြီးလေတော့ပေါ့နော်ကျွန်တော်စူတောင်းရအောင်ဘာပဲဖြစ်ဖြစ်ဖရားအလိုတော်ရှိမှာပါဆိုပြီးတော့နော်ကျွန်တော်စူတောင်းတယ်အဖြေရှာတယ်ပေါ့နော်ဆိုတော့အဲ့ဒါနဲ့ကျွန်တော်ညဘက်ရောက်တဲ့အချိန်ကျတော့ကိုပေါ့နော်ဖရားခင်ကကျွန်တော်တကယ်ချင်းတွေကလည်းစကားပြောခွန်အားပေးတယ်ပေါ့နော်အမျိုးမျိုးခွန်အားပေးခြင်းနဲ့အများကြီးလုပ်ပြီးတော့ကျွန်တော်ည
ညနေပဲရောက်တဲ့ချိန်မှာကျွန်တော်ကိုပိုင်ပေါ့နော်Bible study ကိုကကျမ်းစာဖတ်ရင်ဖတ်နေလေ့လာရင်လည်းဘာကျမ်းစာကိုဖတ်မိသွားလဲဆိုတော့ကျွန်တော်နှစ်သိကူးမှာပေါ့နော် New Year မှာကျွန်တော်နိုင်ခဲ့တဲ့ဂျမ်ဘိုက်ကိုပေါ့နော်အဲ့နေရာကိုတက်မဲ့ပေါ့နော်တက်မတ်ကျွန်တော်ဖတ်မိတယ်ဖတ်မိတော့ကိုပေါ့နော်ပြန်ပြီးတော့ဒီကျမ်းစာကိုအသေးစိတ်ပေါ့နော် study လုပ်ရင်းနဲ့ဘုရားသခင်ကကျွန်တော်ဘာစကားပြောစေချင်တာဘာကိုဖြစ်စေချင်တာဘုရားသခင်ကကျွန်တော်အသက်တာမှာကျွန်တော်ဆုတောင်းခဲ့တဲ့ New Year မှာပေါ့နော်ကျွန်တော်ဆုတောင်းခဲ့တဲ့အရာကိုဘုရားသခင်ကတကယ်ပဲဖြစ်စေတယ်ဆိုတော့အရာပေါ့နော်အနည်းညမှာပြင်ကျွန်တော်တခါတည်းကိုနားလည်သွားတာဖြစ်တယ်ဆိုတော့ပေါ့နော်အဲ့လိုမျိုးသင်တို့အထဲမှာအကျမ်းစာထဲရတယ်သင်တို့အထဲမှာရှိတဲ့တန်ရှင်တော်ဝိညာဉ်တော်ကင်းဝတ်တာထင်ရှားပွင့်ရန်အတွက်ဖြစ်တယ်ဆိုတဲ့အတိုင်းပေါ့နော်အချိန်မှာမှကျွန်တော်ဂျေဇုတော်ချီးမွမ်းမိတာဂျေဇုတော်ချီးမွမ်းနိုင်တာဖြစ်တယ်ပေါ့နော်အဲ့မှာတိုင်ခင်ဆိုကျွန်တော်ဆုတောင်းဖို့တခြင်းဆိုဖို့ပေါ့နော်ဘုရားကိုချီးမွမ်းကိုးကွယ်ဖို့ဆိုတာကျွန်တော်တက်တာမှာအရန်လဲကိုယ့်အောက်ကို feeling လဲအရန်အောက်တယ်ပြီးတော့လဲအရန်ခံစားတဲ့အချိန်ဆိုတော့လုံးဝကျွန်တော်ဘက်ကမြင်တဲ့စလုပ်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးဒါပေမဲ့အကျမ်းစာအပြင်ဘုရားသခင်ကကျွန်တော်ကိုဒီနှစ်တစ်ကိုမှကျွန်တော်နိုင်တဲ့အကျမ်းစာအပြင်ဘုရားသခင်ကစကားပြန်ပြီးတော့အဖြေပေးလိုက်တဲ့အခါမှာပေါ့နော်ကျွန်တော်ဂျေစုတော်တခါတည်းချီးမွမ်းနိုင်တာဖြစ်တယ်ဆိုတော့ခုနကျမ်းစာတွေကိုကျွန်တော်ပြန်သွားရအောင်ဆိုတော့ဒီကျမ်းစာကဒီဓမ္မရာဇဝင်စတုထဆောင်ပေါ့နော်ခန်းကြီး၄ထဲမှာကျွန်တော်ပြောချင်တဲ့အရာကပါလဲဆိုတော့အေလိရှင်းနေပေါ့နော်ရှုနေမြုပ်သူတို့နေရောက်ရဲ့ရှုနေမြုပ်သူဆိုရဲမိန်းမပေါ့နော်အပေါ်မှာဘုရားသခင်အေလိအားဖြင့်ဘုရားသခင်သူတို့မိသားစုမှာပြုတ်ခဲ့တဲ့အမှုပေါ့နော်နမိတ်လက္ခဏာအားဖြင့်ကျွန်တော်ပြန်ပြီးတော့ sharing လုပ်ချင်တာဖြစ်တယ်ဆိုတော့ဒီအေလိယနဲ့ပေါ့နော်ရှုနေမြုပ်သူဆိုတော့ဒီအခန်းငယ်ရှိကနေစဖတ်မယ်ဆိုတော့အေလိယကပေါ့နော်ရှုနေမြုပ်ကိုသွားတဲ့အခါမှာမိန်းမတွေပေါ့နော်ရှုနေမြုပ်တို့သွားရန်ထိုမြုပ်၌ထင်ရှားတော့မိန်းမတယောက်ဒီအေလိယကိုကြွေးခြင်းကခေါ်ပင့်လေ၏နောက်မှထိုလန်းတို့သွားတော့အခါကြွေးမွေးခြင်းကိုခံအံ့သောငါအိမ်တို့ဝင်သက်၏ဆိုတော့ရှိကနေကျွန်တော်ဆက်ဖတ်သွားမယ်ဆိုအကုန်လုံးပေါ့နော်ဒီရှုနေမြုပ်သူတို့ရဲ့မိသားစုပေါ်မှာအေလိရှေအားဖြင့်ဘုရားရဲ့မှုပြုတဲ့အရာကိုကျွန်တော်သစင်လေ့လာတဲ့အခါမှာပေါ့နော်ပထမဆုံးဘာတွေ့ရလဲဆိုတော့ဒီဥစားအကြောင်းကတော့အဲ့လိုမျိုးအမိန်မကနေပြီးတော့ပေါ့နော်အေလိရှေလာတဲ့အခါတိုင်းမှာအဲဝတ်ပြုတဲ့အခါမှာပေါ့နော်အေလိယကနေပြီးတော့သူ့ရဲ့ကျွန်ဂေယာစီကိုပေါ့နော်ခေါ်ပြီးတော့ဒီရှုနေမြုပ်တော့ဒီမိန်းမတို့လင်မယားမှာပေါ့နော်ဒီလင်မယားမှာဘာအလိုရှိလဲသူတို့မိသားစုမှာဘာချွင်ချက်တွေရှိလဲငါဘာလုပ်ပေးနိုင်မဲဆိုပြီးတော့နော်အေလိရှေကမေးတဲ့အချိန်မှာသူတို့မှာသားသမီးမရှိဘူးသားသမီးမထုံးကောက်ပေါ့နော်အဲ့လိုပြောတဲ့အခါမှာအေလိရှေကနေပြီးတော့အမိန်းမကိုခေါ်ပြီးတော့တင်တို့သားသမီးမရှိဘူးလားတင်တို့နောက်နှစ်ဒီချိန်ချင်းချက်တဲ့အချိန်မှာတင်တို့သားသမီးရမယ်သားရမယ်ဆိုပြီးပေါ့နော်အေလိရှေကပြောလိုက်တာဖြစ်တယ်အဲ့ချိန်မှာမိန်းမပါပြောလို့ကျမတို့ကအသက်လဲကြီးနေပြီအရွယ်လဲအိုနေပြီကိုတော့အေလိယစီကနေပြောတော့သူပြောတယ်မုတာကိုကျွန်တော်မပြောပါနဲ့ဆိုပြီးပြောခဲ့တာဖြစ်တယ်ဒါပေမဲ့ဘုရားရဲ့နှုတ်ကပတ်တော်ကတကယ်ပဲပြည့်စုံပြီးတော့နောက်နေ့အချိန်ရောက်တဲ့အချိန်မှာတကယ်ပဲပေါ့နော်ခလေးရသွားတာဖြစ်တယ်ခလေးရပြီးတော့ခလေးနှုတ်ပြက်ပြီး၄နှစ်5နှစ်လောက်လာမသိဘူးပေါ့နော်အဲ့ရွယ်ရောက်တဲ့ချိန်ကျမှခလေးကသူတို့ရဲ့အဖေမေတွေအလုံးလုံးနေတဲ့ယာခင်းကိုသွားပြီးတော့သွားတဲ့ချိန်မှာခလေးကနေပြီးတော့ခေါင်းကိုက်တယ်ဆိုပြီးပေါ့နော်ပြောရင်းနဲ့အဲ့ခလေးကသူ့ရဲ့မိခင်ရဲ့ရှင်ဝင်ထဲမှာပဲပြန်ပြီးတော့ပေါ့နော်ဆုံးသွားတာဖြစ်တယ်ဆုံးသွားရင်ပြီးတော့အဲ့ကလေးကိုပေါ့နော်အေလိရှေကပြန်ပြီးတော့အသက်ရှင်စေတဲ့ဒီနမိတ်လက္ခဏာအားဖြင့်ကျွန်တော် sharing လုပ်ချင်တာဖြစ်တယ်ဆိုတော့ပထမအဆုံးမှာကျွန်တော်ခွန်အားရတဲ့အရာပေါ့နော်ဒီຢာထဲကနေပါကိုခွန်အားပေးခြင်းလဲဆိုတော့ဘုရားသခင်ကိုနံပါတ်1ပေးခြင်းပေါ့နော်နံပါတ်1ပေးခြင်းဆိုတာဒီမိန်းမကဘုရားရဲ့လူပေါ့နော်အေလိရှေကိုသူ့မြို့တော့ပေါ့နော်ရှုနေမြို့လာတဲ့အချိန်တိုင်းမှာသူကနေပြီးတော့ဘုရားကိုချစ်တယ်ပြီးတော့ဖခင်ရဲ့လူတွေကိုပေါ့နော်အေဝတ်ပြူတယ်အမြဲတမ်းပေါ့နော်ဖခင်အတွက်ဆိုနံပါတ်1နေရာကနေပြီးတော့အမြဲတမ်းလှုပ်ဆောင်ပေးတဲ့အခါမှာသူ့ဘက်ကနေပြီးတော့ပေါ့နော်အရင်တောင်းဆိုတာမဟုတ်ဘဲနဲ့ဖခင်တခင်ကသူ့အတွက်ပေါ့နော်အလုပ်လုပ်တဲ့အခါမှာ
ကျွန်တော်တို့ဘက်ကနေပြီးတော့တောင်းဆိုတာမဟုတ်ဘဲနဲ့ဖရာဘက်ကနေပြီးတော့အရင်ဆုံးအမှုကိုပြုတယ်ဆိုတဲ့အရာပေါ့နော်ကျွန်တော်အရင်ဆုံးခွန်အားပေးချင်တာခွန်အားပေးနဲ့ကျွန်တော်ခွန်အားရတဲ့ဟာပြောချင်တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကတခါတလေဆိုပါနော်တခုခုလုပ်တဲ့အခါမှာဒီကောင်းကြီးရဖို့ပေါ့နော်လူသားတွေဖြစ်တဲ့အခါမှာလူသားတွေဆိုကျွန်တော်ပုံမှန်ဒီဟာရဖို့ဘယ်ဟာလို့ရမယ်ဘာညာပေါ့နော်ကျွန်တော်အပေးယူနေလို့တတ်တယ်ဒါပေမဲ့ဒီရှုနေမြို့သူကြတော့ဖရာအတွက်ပေါ့နော်သူရဲ့ဖရာကိုချစ်တဲ့အရာအပြင်ဖရာအတွက်အလုပ်လုပ်တဲ့အခါမှာဖရာသခင်ကနေပြီးတော့ပေါ့နော်ဘယ်လိုပြောမလဲသူအရင်တောင်းတာမဟုတ်ဘဲနဲ့ဖရာဘက်ကနေအရင်ဆုံးပေါ့နော်သူ့အတွက်အလုပ်လုပ်တဲ့သူဖရာသခင်ကကောင်းချီးပေးခြင်းနဲ့ဖရာဖြစ်တယ်ဆိုတာကျွန်တော်အရင်ဆုံးပြောခြင်းနဲ့ပြီးတော့နံပါတ်ပြီးတော့နံပါတ်2ပေါ့နော်နံပါတ်2ကကျွန်တော်ခုနတက်တေခိုင်နဲ့တငယ်ချင်းတွေပေါ့နော်တက်တေခိုင်တဲ့အရာနဲ့လည်းသက်ဆိုင်တခါတည်းပေါ့နော်သက်ဆိုင်ရတဲ့အရာဘာလဲဆိုတော့ဘုရားသခင်ကသူပေးထားတဲ့ပေါ့နော်ဂတိတော်ကိုသူကိုယ်တိုင်တာဝန်ယူတယ်ဘုရားဖြစ်တယ်ဆိုတဲ့အရာပေါ့နော်ကျွန်တော်ကိုအားပေးခြင်းနဲ့ဖြစ်တယ်ဆိုတော့ခုနကျွန်တော်တက်တေခံတယ်လို့ခံသွားတယ်လို့ပေါ့နော်ကျွန်တော်အသက်တာမှာတခါတလေဘုရားသခင်ရဲ့ဂတိတော်တွေပေါ့နော်ဘုရားရဲ့အလိုတော်တွေကျွန်တော်အသက်တာထဲမှာဘုရားရဲ့စကားပြောခြင်းတော်လည်းကောင်းပြည့်စုံဖို့ရန်အတွက်တခါတလေကိုယ့်ဘက်ကနေပြောနော်ကိုယ့်အသက်တာမှာနားမလဲတဲ့အရာတွေကိုမသိဘူးတဲ့အရာတွေဘုရားအလိုတော်ရှိရဲ့လားဆိုတော့ကိုလုံးဝဒီလောကအရာနဲ့စဉ်းစားလို့ရှိရင်လုံးဝနားမလဲနိုင်တဲ့အရာတွေကျွန်တော်အသက်တာမှာတခါတလေဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့ဒီကျမ်းစာထဲမှာကြည့်လို့ရှိရင်ကျွန်တော်ဘာလဲဆိုတော့ဒီရှုနေမြို့သူကအရင်ဆုံးပေါ့နော်ခုနကျွန်တော်ပြောတဲ့အတိုင်းဖယားကပေးတာ तू ကတောင်းတာမဟုတ်ပဲနဲ့ဖယားကပေါ့နော်သားစုကိုပေးလိုက်တယ်ပေးပြီးတော့မှ3-4နှစ်ရွယ်ရောက်တဲ့ချိန်ကျတော့ပြန်ပြီးတော့တည်ခိုင်းလိုက်တယ်ဆိုတော့သူ့အသက်တာကိုကျွန်တော်ကြီးတဲ့အခါမှာအယမ်းပဲပေါ့နော်သူ့နေရာမှာနေလို့ရှင်လဲကျွန်တော်လည်းအယမ်းသူ့နေရာမှာနေလို့ရှင်ကျွန်တော်အနေနဲ့ဆိုမေခွန်အယမ်းမင်းမိမှာဖြစ်တယ်ဆိုတော့ဘာလဲဆိုတော့ခလေးကိုပေါ့နော်သူအရွယ်လွန်တဲ့အချိန်ကျမှခလေးကိုပေးတယ်ကျွန်တော်အာဗြဟံလိုမျိုးပေါ့နော်အသက်ကြီးတဲ့ချိန်ကျမှခလေးပေးပြီးတော့ခလေးပေးပြီးတော့3-4နှစ်အရွယ်ရောက်တဲ့ချိန်ကျတော့ခလေးကိုပြန်ပြီးတော့ရှုပ်သိမ်းသွားတယ်ဆိုတော့စဉ်းစားမယ်ဆိုသူအေလိယကိုလည်းပြောတာနော်ဖယားခင်မဟုတ်အေလိယစီမှာကျွန်တော်ကိုမှုတာစကားမပြောပါနဲ့ဆိုရပြောခဲ့တာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါမဲ့ तू ပြောပြီးတော့တကယ်ပဲ तू အသက်တာမှာဒီဥစ္စာတကယ်ပြည့်စုံလာတယ်ပြည့်စုံလာပြီးတော့အဲ့လိုပြန်ပြီးတော့ခလေးကိုပြန်ရုပ်သိမ်းသွားတဲ့အခါမှာ तू ဘုရားသခင်ကိုတကယ်တမ်းဒီထဲမှာတော့မရေးထားပါနဲ့ကျွန်တော်စိတ်ထဲကနေဆိုတော့နော်ဘာလို့အစကလေးကတေခိုင်းမဲ့သူဘာလို့အစကလေးကမပေးဘဲနဲ့နေပါလားဆိုတော့နော်သူ့အနေနဲ့ဘယ်လိုလဲ question ပေါင်းမြောက်များဆိုပေါ့နော်မေးခွန်းပေါင်းမြောက်များဆိုမေးနိုင်တာဖြစ်တယ်ဒါမဲ့ဒီရှုနေမျိုးသူကကျတော့အဲ့လိုမျိုးမဟုတ်ပဲနဲ့ဖယားသူ့ကိုပေးတဲ့ပေါ့နော်ဖယားအသုံးပြုတဲ့ပေါ့နော်အေလိရှေကနေပေးတဲ့အခါမှာဖယားတခင်ကလည်းအေလိရှေအပြင်အလုပ်လုပ်တဲ့အခါမှာဖယားရဲ့လူဖြစ်တဲ့အေလိရှေစီပေါ့နော်အရင်ဆုံးသူပြေးသွားတာဖြစ်တဲ့ဒီကျမ်းစာထဲမှာဆိုရင်တေပြီးတာနဲ့တခါတည်းပေါ့နော်အမိန်မကနေပြီးတော့အေလိရှေနေတဲ့ပေါ့နော်တောင်ပေါ့နော်ဖယားရဲ့စုတောင်းရတောင်ဘက်ကိုပြေးပြီးတော့ဖယားရဲ့လူစီကိုတခါတည်းတန်းပြီးတော့ပြေးသွားတာဖြစ်တယ်အဲ့ဟာကိုကြည့်ချင်းအပြင်ခုနကျွန်တော်ပြောတော့တဲ့ဖယားကိုနံပါတ်1နေရာမှာထားတဲ့အမျိုးသမီးဖြစ်တယ်ဆိုတာပို့ပြီးတော့ထင်ရှားတယ်ပြီးတော့အဲ့လိုမျိုးပေါ့နော်သူ့ကိုပေးတဲ့ဖယားတခင်ကျွန်တော်တို့လူသားတွေဆိုပေါ့နော်ကျွန်တော်ဆိုတခါတလေငငယ်တုန်းကဆိုပို့ပြီးတော့ဖြစ်ပါတယ်မိသားစုမှာကျွန်တော်ရဲ့ညီတွေညီမတွေပေါ့နော်ငငယ်တုန်းကဆိုခဏဖျားတယ်ဆိုတော့ဖျားတဲ့ချိန်ကျတော့အရန်အိမ်ကလည်းငယ်တဲ့ဥစားငယ်တုန်းကဆိုငွေကြီးပိုင်းလဲခက်ခဲတဲ့ချိန်မြောက်များစွာရှိတဲ့အခါမှာတခါတလေအဲ့လိုဖျားတော့အိမ်မှာလဲကိုအခက်ခဲနဲ့ကိုရှိတဲ့အချိန်ကျတော့ဘယ်သူစီပြင်းကောင်းမလဲဘယ်သူကနေပြီးတော့ကူနေနိုင်မလဲဆိုပြီးပေါ့နော်ကျွန်တော်ဘေးပတ်ဝန်းကျင်အရင်ဆုံးကျွန်တော်ကြီးတတ်ကြတယ်လူသားတွေဖြစ်တဲ့အခါမှာဖယားကိုအရင်ဆုံးဆုတောင်းရမယ်အစားပေါ့နော်ဘေးမှာကျွန်တော်ကိုဘယ်သူကနေပြီးတော့ကူနေနိုင်မလဲကျွန်တော်တခါလေငွေကြီးခက်ခဲပြဿနာတွေဖြစ်ရှိတဲ့အခါမှာသူကနေပြီးတော့ကျွန်တော်ကိုကူနေကောင်းကူနေနိုင်မယ်ဒီသူကတော့အမျိုးတွေဆိုတော့
ဒီလိုမျိုးကျွန်တော်ကိုလုံနိုင်တယ်ဆိုတော့ကျွန်တော်တခါတလေပေါ့နော်ပတ်ဝန်းကျင်ဖျားတဲ့ပေါ့နော်ကျန်တဲ့အရာတွေကိုပေါ့နော်အရင်ဆုံးနံပါတ်1နေရာကနေပြီးတော့အာကိုတတ်ကြတယ်ဖျားတဲ့ပေါ့နော်တခြားအရာတွေကိုကျွန်တော်လူသားဖြစ်တဲ့ခါမှာရှာဖွေတတ်ကြတယ်ဒါမဲ့ဒီရှုနေမျိုးသူရဲ့အသက်တာတိုင်းမှာကျွန်တော်အရန်ခွန်အားရတာသူကနေပြီးတော့ဒီပေးတဲ့ဒီခလေးပေါ့နော်ဖျားတခင်ကပေးတယ်ဒါမဲ့အဲ့ခလေးပြန်ပြီးတော့တည်သွားတဲ့အချိန်ကျတော့အဲ့ခလေးကိုပေါ့နော်ဖန်ဆင်းတဲ့ပြောမလားအပေးတဲ့ဖျားတခင်ပဲတဲတဲမမပြန်ပြီးတော့ပြေးသွားတာကိုကျွန်တော်မြင်ကြည့်ချင်းအပြင်ပေါ့နော်ကျွန်တော်အရန်ခွန်အားရတာဖြစ်တယ်ဆိုတော့ကျွန်တော်ခုနပြောသလိုပြောကျွန်တော်ကလူသားဖြစ်တဲ့ကံမှာကျွန်တော်တို့ကနေပြီးတော့ဖျားထက်ပေါ့နော်ကြံတဲ့ဘယ်သူကနေပြီးတော့ဒီဆရာဝန်ကနေပြီးတော့ဥမာဖျားတဲ့အချိန်ဆိုဒီဆရာဝန်ကတော့သူကူတာအရန်ကျွမ်းတယ်ဈေးတစ်ခါတည်းထိုးလိုက်လို့ရှင်ပေါ့နော်ပျောက်သွားတယ်ဘာလို့ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာအဲ့ຢာတွေကိုကျွန်တော်အရင်ဆုံးကြည်တတ်တယ်ပေါ့နော်ဒါပေမဲ့ဒီရှုနေမျိုးသူရဲ့အသက်တာဟာဆိုရင်ပေါ့နော်ဖျားခင်ကိုနံပါတ်1နေရာမှာထားပြီးတော့ဖျားခင်ကိုပဲအားကိုးတယ်ကိုးစားတယ်ဆိုတဲ့အရာကိုကြည့်ချင်းအရင်ကြည့်ချင်းအားဖြင့်ပေါ့နော်ဖယားတခင်ကလည်းပေါ့နော်ဒီခုနကကျွန်တော်ပြောတဲ့သူ့ရဲ့ဂတိတော်ပေါ့နော်သူဆက်စတော့ကခလေးကိုပေးမယ်ဆိုတဲ့အတိုင်းပေါ့နော်တကယ်လဲပေးတဲ့အခါမှာအဲ့ခလေးတည်သွားတဲ့အခါမှာလဲအဲ့မိန်းမကနေပြီးတဲ့မိန်းမကနေပြီးတော့ပေးတဲ့ဖယားတခင်ပဲပြန်ပြီးတော့တဲမမတ်သွားတဲ့အခါမှာပေါ့နော်ဖယားတခင်ကလည်းသူပေးထားတဲ့ပေါ့နော်သူဂတိထားတဲ့အရာကိုပေါ့နော်ပြန်ပြီးတော့ဒီခလေးကိုပေါ့နော်လူသားဘက်ကနေပြီးတော့စဉ်းစားမယ်ဆိုခုနသူရဲ့ခလေးရဲ့မိခင်နေရာကနေစဉ်းစားမယ်ဆိုခလေးကလည်းသူတို့အသက်ကြီးမှရတယ်ဆိုတော့သူတို့ရဲ့နောက်ဆုံးမျှော်လင့်ချက်သူရဲ့အနာဂတ်ပေါ့နော်ပြောမယ်ဆိုသူတို့ရဲ့အနာဂတ်ရည်မှန်းချက်တွေအားလုံးပေါ့နော်ပုံအပ်ထားတဲ့ခလေးဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့သူတို့ရဲ့မျှော်လင့်ချက်တွေအားလုံးခလေးတီတာနဲ့အားလုံးရှုံသွားတာဖြစ်တယ်ဆိုတော့အဲ့လိုအချိန်မှာပေါ့နော်ဖယားတခင်ပဲသူတဲမမပြန်ပြီးပြေးတဲ့အခါမှာဖယားတခင်ကလည်းသူပေးထားတဲ့ပေါ့နော်ဒီခလေးကိုပြန်ပြီးတော့အသက်ရှင်စေအပြင်သူပေးထားတဲ့ဂတိအပေါ်မှာဘယ်တော့မှပြန်ပြီးတော့ဂတိပြတ်တဲ့ဖယားမဟုတ်ဘူးဆိုတာကျွန်တော်ဒီကျမ်းစာအပြင်တွေ့ရတာဖြစ်တယ်ဆိုတော့အဲ့ဒါတင်မဟုတ်ဘူးနော်ဗောနော်ပြီးတော့ဒီရှုနေမြို့မှာပေါ့နော်သူတို့နေတဲ့အတိုင်းပြည်မှာအဲ့ကလေးပေါ့နော်ကျမ်းမာပြီးတဲ့နောက်ပိုင်းမှာသူတို့နေတဲ့အတိုင်းပြည်ဘက်မှာကတ်ယောဂါပေါ့နော်အစာကောင်းပါခြင်းဆိုတာတယောက်ဖြစ်လာတဲ့အချိန်ကျတော့အေလိရှေကနေပြီးတော့သူတို့မိသားစုကိုပေါ့နော်တခြားတော့တိုင်းပြည်ကိုခေါ်သွားပြီးတော့သူတို့ရဲ့အိမ်ယာတွေပေါ့နော်ဒီတိုင်းထားခဲ့တယ်ဒါမဲ့အခန်းကျွန်တော်ဓမ္မရာဇဝင်အခန်းကြီးကျွန်တော်ရှစ်လောက်မှာပေါ့နော်ရှစ်လောက်မှာအခန်းကြီးရှစ်မှာကြည့်မယ်ဆိုရင်သူတို့အဲ့လိုအစာကောင်းပါခြင်းဖြစ်ပြီးတော့သူတို့အိမ်တွေအိုးအိမ်တွေအကုန်လုံးထားခဲ့ပြီးတော့သူတို့ထွက်သွားတယ်တခြားတော့တိုင်းပြည်ကိုထွက်သွားတဲ့အချိန်မှာသူတို့ရဲ့အိမ်ယာတွေကဒီတိုင်းသူများရဲ့ဘယ်လိုပြောမလဲဧကတုပေါ့နော်ဧကတုရှင်ဘုရင်ရဲ့လက်ထဲပေါ့နော်သူတို့ရဲ့အိမ်ယာတွေအားလုံးကသူတို့ဒီတိုင်းထားခဲ့တယ်မှာသူတို့အိမ်ယာတွေဒီတိုင်းဖြစ်သွားတာဖြစ်တယ်ဘုရင်ရဲ့ဘယ်လိုလဲပုံသေးပိုင်ပစ္စည်းပဲဖြစ်လားအဲ့လိုမျိုးသူတို့ရဲ့ဘုရင်ရဲ့ဘန္နာတော်အဖြစ်အဲ့လိုမျိုးသူတို့ကအတိုင်းပြည်ကိုအုပ်ချုပ်တဲ့အချိန်မှာသူတို့အိမ်ယာတွေကဒီတိုင်းပေါ့နော်မရတော့ဘူးဒီလိုမျိုးဖြစ်သွားတယ်ဒါပေမဲ့အဲ့အရာပေါ့နော်အေလိရှေကနေပြီးတော့ပြန်ပြီးတော့ဒီသူအသက်ရှင်စေတဲ့ခလေးနော်မိသားစုကိုရှင်ဘုရင်စီမှာတွားပြီးတော့အတနာခံပေးတဲ့အချိန်ကနေစပြီးတော့ဗောနော်ဘုရင်ကလည်းပြီးတော့ဒီအရာကဖျားပြုတဲ့နမိတ်လက္ခဏာကိုကြားတဲ့အခါမှာဗောနော်အေလိရှေထံကနေပြီးတော့ဒီဖျားရဲ့နမိတ်လက္ခဏာပြုခြင်းကိုမြင်တဲ့အခါမှာဖျားတခင်ကအမိသားစုကိုဗောနော်ဒီရှုနေမြို့သူတို့မိသားစုကိုဖျားတခင်ကသူတို့ပိုင်တဲ့အိမ်မြေယာတွေအကုန်လုံးပြန်ပြီးတော့အနှင်းပြီးတော့အရာရှိပေါ့နော်သူတို့ကိုကျွေးစောင့်ရှောက်ဖို့အရာရှိတစ်ပါးကိုသာထပ်ပြီးတော့ပေးခဲ့တာဖြစ်တယ်ဒီအရာကိုကြည်ချင်းအပြင်ဘုရားသခင်ကကိုယ်အသက်တာမှာခုနကျွန်တော်တက်တည်ခံတယ်လို့ပဲဂတိတော်တွေကျွန်တော်အသက်တာမှာဘုရားခင်ရဲ့ဂတိတော်တွေနှုတ်ကပတ်တော်တွေပေါ့နော်အလိုတော်တွေပြည့်စုံဖော်ရန်အတွက်
ရောက်လာတဲ့အချိန်လေးဒီမှာရှိတဲ့သူတွေပေါ့နော်တချို့သူတွေတော့ကျွန်တော်အသက်တာမှာဖခင်ရဲ့စကားပြောခြင်းတော်ကောင်းဖခင်ရဲ့အလိုတော်ပြည့်စုံဖို့ရန်အတွက်ခုနကျွန်တော်တက်သေးခံတယ်လို့မျိုးဘယ်လိုမျိုးတွေဖြစ်ပြတ်မလဲဆိုတာတော့ဖြစ်လာမလဲဆိုတာတော့ကိုယ်အသက်တာတယောက်နဲ့တယောက်တော့မတူပါဘူးဒါပေမဲ့ဒီလိုမျိုးပေါ့နော်ဖခင်ရဲ့အသက်တာမှာဖခင်ရဲ့စကားပြောခြင်းဖခင်ရဲ့နှုတ်ကပတ်တော်ရောက်လာပြီးတော့နှုတ်ကပတ်တော်ပေါ့နော်ပြည့်စုံဖို့ရန်အတွက်ကိုယ်အသက်တာမှာတစ်ခါတလေကိုနားမလဲတဲ့အရာတွေတော်တော်ကောင်းကိုလူသားဖြစ်တဲ့လူသားဘက်ကနေပြီးတော့လုံးဝဘယ်လိုလဲမဖြစ်နိုင်တော့ဘူးအစင်မပြေတော့ဘူးလို့ပေါ့နော်ကိုထင်ထားတဲ့အရာတွေရှိခဲ့အောင်မှာဖခင်ကဒီအရာကဒီဖခင်ရဲ့နှုတ်ကပတ်တော်ကဖခင်ရဲ့စစ်မှန်တော်နှုတ်ကပတ်တော်ဖြစ်တယ်ဆိုရင်ဖခင်ကသူ့ရဲ့အလိုတော်ပေါ်မှာသူ့ရဲ့နှုတ်ကပတ်တော်မှာသူ့ရဲ့ဂတိတော်ပေါ်မှာလုံးဝပေါ့နော်အစကနေအဆုံးထိတာဝန်ယူပေးတဲ့ဖခင်ဖြစ်တယ်ဆိုတာပေါ့နော်ကျွန်တော်ဒီညနေခင်းမှာပေါ့နော်ရှင်းအောင်မနေတာရှင်းကောင်းရှင်းနေပါနော်ဆိုတော့ဒီအရာလေးအပြင်ကျွန်တော်ခွန်အားပေးချင်တာဖြစ်တယ်ဆိုတော့တခါတလေကိုယ့်ရဲ့အသက်တာမှာခက်ခဲတဲ့ချိန်ပဲဖြစ်ဖြစ်ကိုယ်ဘဝမှာအစင်မပြေတဲ့ချိန်ရှိလာခဲ့တာပေါ့နော်ကျွန်တော်အရင်ဆုံးဘုရားသခင်ကိုနံပါတ်1မှာထားပြီးတော့သူဘုရားရှင်ကိုပဲအရင်ဆုံးတည်တည်မမပြန်ပြီးတော့ပြေးပြီးတော့သူ့စီမှာအဖြေကိုအမြန်ဆုံးပေါ့နော်ဘုရားရဲ့စီမှာပဲအဖြေကိုရှာရောက်အရောက်ချင်းစီတိုင်းပေါ့နော်ဘုရားသခင်စီမှာပဲသွားပြီးတော့အဖြေကိုရှာကြရအောင်လို့ကျွန်တော်တည်ခံရင်းနဲ့ပေါ့နော်အနှဲငယ်တော့တည်ခံခြင်းနဲ့ဒီနှုတ်ကပတ်တော်အပြင်ခွန်အားပေးခြင်းတာဖြစ်တယ်အရောက်ချင်းစီတိုင်းပေါ်မှာဘုရားရှင်အထက်ပံကောင်းချီးပေးပါစေ